Hello အားလုံးပဲမင်္ဂလာပါမမို့ဖြစ်ပါတယ်ဒီနေ့မှာတော့တခြားလူတွေရဲ့အမြင်ကိုလိုက်ပြီး view ဆိုင်နေမယ်ဆိုရင်ကိုယ့်ရဲ့ဘဝကကိုယ့်အတွက်ဘာမှကြံတော့မှာမဟုတ်ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပြီးချင်တာပဲဖြစ်ပါတယ်ရှင်တခြားလူတွေကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာကိုအမြဲတမ်းလိုက်ပြီးစဉ်းစားနေမယ်ဆိုရင်ကိုယ့်ဘဝကကိုယ့်အတွက်ဘာမှတော့ကြံတော့မှာမဟုတ်ဘူးသူတို့ပြောတာမှန်လားဆိုတာထက်သူတို့ကြိုက်ပါမလားဆိုတာကိုပဲလိုက်ပြီးစိုးရိမ်နေရမယ်ဆိုရင်သူများနှာခေါင်းပေါက်နဲ့အသက်ရှင်နေရတာနဲ့အတူတူပဲဖြစ်သွားလိမ့်မယ်ရှင်။နောက်ဆုံးကုန်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေတိုင်းမှာတော့ကိုကမပါတော့ဘူးဖြစ်သွားလိမ့်မယ်။ဘဝဆိုတာတစ်ခါပဲရတာဒါပေမဲ့လူတွေရဲ့အမြင်ကနေ့စဉ်နဲ့အမျှပြောင်းလဲနေနိုင်တယ်။ပြောင်းလဲနေတဲ့အမြင်တွေကိုလိုက်ရင်ကိုယ့်ရဲ့ဘဝကိုမပြောက်စေနဲ့။တချို့တော့လူတွေကကိုယ့်ကိုကြိုက်ချင်မှကြိုက်လိမ့်မယ်ဒါပေမဲ့ကိုယ့်ကိုမကြိုက်တော့ဘူးဆိုရင်တော့ပို့ပြီးတော့အန်ဒီရရှိလာနိုင်တယ်နော်ဒါကြောင့်ဒီနေ့ကစပြီးသူများအမြင်ထက်ကိုယ်တိုင်ဘာဖြစ်ချင်လဲဆိုတာကိုမြင်နိုင်အောင်အရင်စူးစမ်းပါကိုယ့်ဘဝကိုဘယ်သူအတွက်နဲ့မှအထိခိုက်မခံပါနဲ့ကိုချစ်တဲ့အောင်အရင်တင်ယူပါကိုချစ်လာတဲ့နေ့ကစပြီးကိုယ့်ဘဝအတွက်အမိုက်ဆိုတဲ့လူတွေနာကနေလည်းအလွယ်တကူထွက်သွားနိုင်ပါလိမ့်မယ်ထားကြောင့်အားလုံးပဲကိုယ့်ဘဝအတွက်အမိုက်ဆိုတဲ့လူတွေနားကနေအမြင်ဆုံးထွက်ပြေးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအထူးတင်ရှိပါရရှင်